မင်္ဂလာပါအခု meditation ကြတော့ဒီနေ့ကနှာသီးဖျားကိုကောင်းစွာသိပြီးတော့ဝင်လေထွက်လေကိုသိခြင်းအဲ့ဒါက10မိနစ်အတူလုပ်ပါမယ်ပြီးတော့မှ body scan ကိုတစ်ခွက်ချင်းစီကိုကျမတို့ဥခေါင်းကနေ6ယောက်ထိကိုသေသေးချာချာသိခြင်းပေါ့နော်အဲ့ဒါကတော့ guided meditation ပေးမယ်အခု10မိနစ်ကိုအလမ်းမှတ်ထားမယ်ဒီ10မိနစ်မှာဘာလုပ်ရမှာလဲဆိုရင်အခုကိုယ့်ရဲ့ဒီနှာခေါင်းဒီအဝနာလေးတွေဒါမှမဟုတ်ဒီမှာရှိနေတဲ့တရိကံပုံနေရာလေးပေါ့နော်နှာခေါင်းနဲ့နှာခမ်းကြားဒီနေရာလေးအဲ့ဒါလေးကိုအခုစိတ်ကနေသိကြည့်ပါလေရှူသွင်းလိုက်တဲ့အချိန်မှာအဲ့ဒီနေရာလေးနဲ့ဒီနားလေးပတ်လည်မှာအေးပြီးတော့လေကဝင်သွားတာလေးကိုသိလိမ့်မယ်သိကြည့်ပါလေရှူထုတ်တဲ့အချိန်မှာအဲ့ဒီနေရာလေးကနေပဲကန်ထွက်လာပြီးတော့နှွေးနှွေးလေးထွက်သွားတာကိုသိလိမ့်မယ်သိကြည့်ပါအဲ့ဒါလေးကိုကောင်းကောင်းသိသွားပြီဆိုရင်အခု10မိနစ်ဒီနေရာကိုကောင်းကောင်းသိပြီးတော့နှာသီးဝါကိုသိပြီးတော့အသက်ရှူခြင်းအဲ့ဒါကို stone meditation လေး stone လေးကိုပါတခါရဲကင်ထားပြီးတော့ stone meditation ကိုနှာသီးဖျားကိုသိပြီးအသက်ရှူခြင်းနဲ့လုပ်မှာဖြစ်တယ်အခု၆ခဲလေးကိုကင် meditation position လေးတည်တည်ချာချာနေမယ်ခါရိုးလေးမမှတ်လေးနေရလွယ်ရင်တစ်ခုလုံးကိုရှော့ချထားမယ်နှာခေါင်းဝမှာနှာခေါင်းနဲ့နှာခမ်းကြားတရိကံလိုနေရာလေးမှာလေလေးဝင်သွားတယ်လေလေးထွက်သွားတယ်အဲ့ဒီနာသီဝကလေးကိုစူးစမ်းပြီးတော့သိနေတဲ့အချိန်မှာဘာဖြစ်တယ်လဲဆိုရင်အဲ့နေရာလေးကိုက anchoring လုပ်ထားတာပေါ့နော်ခြေထိုင်လေးလုပ်ထားတာတစ်ချက်တစ်ချက်မှာတော့ဒုတိယခြေထိုင်လေး anchoring ကကြောက်ခဲကလေး stone လေးဖြစ်တယ်အဲ့တော့ဒီနာသီဝကိုရွှေသွင်းရွှေထုတ်လုပ်တာကိုသိရဲ့အချိန်မှာကိုချုပ်ထားသလိုမျိုးတောင့်တင်းထားသလိုမျိုးအဲ့လိုမျိုးလေးတွေရှုမိတတ်တယ်အဲ့ဒါကိုပြန်တတိကပ်ပါတဘာဝအတိုင်းရှုသွင်းရှုထုတ်လုပ်ရမယ်ရှည်ရှည်လေးရှုသွင်းမယ်ရှည်ရှည်လေးရှုထုတ်မယ်တက်တောင့်တက်တာအဖြစ်ဆုံးရှုသွင်းရှုထုတ်ကိုလုပ်မယ်ရှုသွင်းနေတဲ့အချိန်အဲ့လိုခက်ရှည်ရှည်လေးရှုသွင်းတဲ့အတွက်ကြောင့်ဒီနာသီဝနေရာလေးမှာတောက်လျှောက်တည်နေရတယ်ရှုသွင်းတာရဲ့အစနဲ့အဆုံးကိုတောက်လျှောက်တည်နေရတယ်တေချာသိပေးပါပြီးတော့သူခဏရက်သွားတယ်ပြန်ရှုထုတ်လာတယ်ရှုထုတ်တာရဲ့အစနဲ့အဆုံးကိုတောက်လျှောက်တည်နေရတယ်နာသီဝနေရာလေးကနေ
ရှုထုတ်တာလေးကိုတောက်လျှောက်သိနေတယ်ပြီးရင်လေကုန်သွားရင်ခဏလေးရက်တယ်သူ့ဟာသူပြန်ရှုသွင်းတယ်အဲ့ဒါကိုပြန်ပြီးတော့သိတယ်ခဏလေးရက်တယ်ပြန်ရှုထုတ်တယ်အဲ့ဒါကိုပြန်သိတယ်ရှုသွင်းတာရဲ့အစရှုသွင်းတာရဲ့တောက်လျှောက်ရှုသွင်းတာရဲ့အဆုံးရှုထုတ်တာရဲ့အစရှုထုတ်တာရဲ့တောက်လျှောက်ရှုထုတ်တာရဲ့အဆုံးတည်တည်ချာချာသိနေရင်နဲ့ရှည်ရှည်လေးရှုတက်တောင့်တက်တာလေးရှုရှည်ရှည်လေးထုတ်တက်တောင့်တက်တာလေးထုတ်စိတ်ကိုအဆုံးထိလျှော့ချတာဒီနာသီးဝါမှာပဲစိတ်ကိုထားတစ်ချက်တစ်ချက်မှာကြောက်ခဲလေးကိုကိုယ်စိတ်ကဖက်ခနဲသိလိုက်တာမျိုးရှိရင်ရှိမယ်တည်တည်ချာချာစူးစီးထားရမှာကနာသီးဝါနေရာလေးမှာစိတ်ကိုထားမယ်အခု10မိနစ်မှတ်လိုက်ပါတော့မယ်စပါပြီနာသီးဝါကိုကောင်းစွာသိခြင်း10မိနစ်စမှတ်ပါ10မိနစ်ဆိုတာကိုပါပဲလုပ်နေနေသူ့အလိုလိုကုန်သွားမှာဖြစ်တယ်ဒါကြောင့်အခု10မိနစ်မှာတော့နာသီးဝကိုကောင်းစွာသိခြင်းအဲ့ဒီအလုပ်ကိုတည်တည်ချာချာလုပ်မယ်လို့ဆုံးဖြတ်ထားရမယ်တင်းပြီးတော့လုပ်တာမဟုတ်ဘူးဝိဓိယလေးကိုစိုက်ထုတ်ထားတယ်အာယုံစုစည်းမှုလေးကိုပြုလုပ်ထားတယ်ဒါပေမဲ့တင်းပြီးလုပ်တာမဟုတ်ဘဲနဲ့တက်တောင့်တက်တာလေးနဲ့ဒီနာသီးဝကအာယုံလေးတစ်ခုပေါ်မှာကိုယ့်ရဲ့စိတ်ကလေးကတက်တောင့်တက်တာလေးရှိနေရဲ့ဆိုတဲ့စိတ်နဲ့ပဲဒီ10မိနစ်ကိုကြော်ဖြတ်ရမယ်
ပုံမှန်လေးဆက်ရှုထားပါမျက်လုံးလေးဆက်မိထားကိုယ်ခန္ဓာကိုတစ်ခွက်ချင်းစီတောင့်ကြည့်ကြရအောင်အခုအသက်ရှုသွင်းရှုထုတ်တာလေးကိုသိနေတဲ့ချိန်မှာပို့ထားရမယ့်စိတ်ကဖြစ်ပေါ်နေတာတွေပြောင်းလဲနေတာတွေကိုထိုင်ကြည့်နေတဲ့ဆိုတဲ့စိတ်ပဲရှိရမယ်ဒီ meditation ကိုလုပ်လို့ဘာအကျိုးတွေရမယ်စိတ်တွေကိုတည်ငြိမ်ခြင်းနဲ့စိတ်ပူပန်မှုတွေကင်းရှင်းခြင်းနဲ့စတဲ့လိုအပ်ချက်တွေလိုချင်တာတွေကရှိလို့ရတာမှန်ပေမဲ့အခုတစ်စက္ကန့်တိုင်းကိုကြော်ဖြတ်တဲ့အချိန်မှာအဲ့ဒါတွေအကုန်လုံးကိုလွတ်ချထားလိုက်ရမှာဖြစ်တယ်အခုကိုယ်မှာရှိနေရမယ့်စိတ်ကစက္ကန့်တိုင်းစက္ကန့်တိုင်းမှာကိုယ့်ရဲ့စိတ်မှာကိုယ့်ရဲ့ကိုယ်ခန္ဓာမှာဘာတွေဖြစ်နေလဲဆိုတာထိုင်ကြည့်ုံတသက်တာဖြစ်တယ်ကြည့်ုံလေးကြည့်ပေးနေတယ်သိုံလေးသိပေးနေတယ်ဆိုတဲ့စိတ်နဲ့စက္ကန့်တိုင်းကိုကြော်ဖြတ်ပေးရမယ်ကိုယ့်ရဲ့ဥကောင်းပေါ်ဘက်ခြမ်းကိုညာတစ်ချမ်းဘယ်တစ်ချမ်းခွဲပြီးတော့ကြည့်ရအောင်ညာတစ်ချမ်းဘယ်တစ်ချမ်းခွဲပြီးရဲ့အချိန်မှာအရှိနဲ့အနောက်ပါခွဲမယ်အဲ့တော့ကိုယ့်ရဲ့ဥကောင်းအပေါ်ချမ်းကအပိုင်း၄ပိုင်းဖြစ်သွားမယ်ကိုယ့်ရဲ့ဥကောင်းနောက်စီးကနေလယ်ဘင်းနာအထိနောက်ချမ်းမပါသေးဘူးဥကောင်းကို6ပိုင်းခွဲခြမ်းကြည့်မှာဖြစ်တယ်အပေါ်ပိုင်းမှာညာဘက်ရဲ့ဘယ်ဘက်ရဲ့အရှိရဲ့အနောက်ရဲ့ခွဲတယ်နောက်စီးကနေအနောက်ပိုင်းကိုကြတော့ညာတစ်ချမ်းဘယ်တစ်ချမ်းခွဲတယ်စုစုပေါင်း6ပိုင်းအခုညာဘက်အရှိပိုင်းစကြည့်ပါကြောက်တုံးလေးကလည်းလက်ထဲမှာရှိနေရဲ့ရှုသွင်းရှုထုံးနှာသီးပြားလေးကိုလည်းတစ်ချက်တစ်ချက်သိနေမိတာရှိနိုင်တယ်ကိုယ့်ရဲ့စိတ်အာရုံကိုခြိတိုင်အကြီးထားမယ့်နေရာကတော့ဦးခေါင်းရဲ့ညာဘက်အရှိအချမ်းဖြစ်တယ်ဒီနေရာမှာ1 မိနစ်လောက်နေမှာမို့လို့စိတ်ကိုဆုံးထိလျှော့ပြီးတော့အေးအေးဆေးဆေးပဲကြည့်ပါပေါ်လာတဲ့ခံစားချက်ကိုယ်ခန္ဓာခံစားချက်လေးတွေတွေ့ရလဲရှိမယ်မတွေ့ရလဲရှိမယ်ကိုလုပ်နေရမယ့်လောက်ကဦးခေါင်းရဲ့ညာဘက်ရှေ့ချမ်းကိုကိုယ့်ရဲ့စိတ်အာရုံကိုထားပြီးတော့ဒီတိုင်းလေးပဲကြည့်နေတယ်သူ့ကိုသိနေတယ်အဲ့ဒီစိတ်နဲ့ပဲသွားပါ
ဦးကောင်းရဲ့ဘယ်ဘက်အရှေ့ပိုင်းကိုကြည့်ပေးပါတနေရာမှာ1 မိနစ်ခန့်နေပါမယ်ဘယ်ဘက်အရှေ့ပိုင်းကိုကြည့်ပါဦးကောင်းရဲ့ညာဘက်အနောက်ချမ်းကိုကြည့်ပေးပါဦးကောင်းအပေါ်ဘက်ရဲ့ညာဘက်အနောက်ချမ်းကိုပြောတာဦးကောင်းအပေါ်ချမ်းရဲ့ဘယ်ဘက်အနောက်ချမ်းကိုကြည့်ပေးပါနောက်စီကနေထပြီးတော့လေကုတ်အထိဦးကောင်းကိုညာတစ်ချမ်းဘယ်တစ်ချမ်းဝယ်ထားတယ်ဦးကောင်းနောက်ပိုင်းညာဘက်အချမ်းကိုကြည့်ပေးပါဦးကောင်းရဲ့နောက်စီကနေလေကုတ်အထိအနောက်ချမ်းဘယ်ဘက်အချမ်း
ဦးခေါင်းအနောက်ဘက်ဘယ်ဘက်အချမ်းကိုကြည့်ပေးပါဦးခေါင်းခုန်ပိုင်းပြီးသွားပြီမို့လို့နှစ်ဖူးကိုကြည့်ရအောင်ကိုယ့်ရဲ့မျက်နှာတစ်ခုလုံးမှာအရင်ဆုံးကြည့်မှာကနှစ်ဖူးပိုင်းကိုကြည့်ပါမယ်ဦးခေါင်းဆန်ဆက်ကနေမျက်ခုံးမွေ့အထိနှစ်ဖူးပိုင်းညာရောဘယ်ရောနှစ်ဖူးတစ်ခုလုံးကိုကြည့်ပေးပါမျက်နှာကိုနှာခေါင်းတစ်ထည့်ကနေမှတစ်ချမ်းချမ်းလိုက်တယ်ညာဘက်တစ်ချမ်းဘယ်ဘက်တစ်ချမ်းနှစ်ဖူးရဲ့အောက်နှာခေါင်းတစ်ထည့်ကိုချမ်းနေညာဘက်ချမ်းမှာနှရွက်အထိပါမယ်မေးစီအထိပါမယ်ဘယ်ဘက်ချမ်းမှာလဲဘယ်ဘက်နှရွက်အထိပါမယ်မေးစီအထိပါမယ်နှစ်ဖူးအောင်မျက်နှာရဲ့ညာဘက်တစ်ချမ်းလုံးကိုကြည့်ပေးပါမျက်လုံးနှာခေါင်းတစ်ချမ်းနှာခမ်းထောင်စွန်းတစ်ချမ်းနှရွက်မျက်နှာတစ်ပြင်လုံးကိုသိနေရလိမ့်မယ်ညာဘက်စကြည့်ပေးပါမျက်နှာရဲ့ဘယ်ဘက်တစ်ချမ်းကိုကြည့်ပေးပါမျက်ခုံးမွေးအောက်ကနေစပြီးတော့ဘယ်နှရွက်ဘယ်ဘက်နှာခေါင်းဘယ်ဘက်နှာခမ်းနဲ့နှာခမ်းထောင်စွန်းကိုမေးစီမျက်လုံးမျက်နှာတစ်ပြင်လုံး
ဘယ်ဘက်တစ်ချမ်းလုံးကိုကြည့်ပေးပါမေးစီအောက်ကနေစပြီးတော့လယ်ပင်တစ်ခုလုံးလယ်ပင်ရဲ့အရှေ့ပိုင်းတစ်ခုလုံးကိုကြည့်ပေးပါလယ်ပင်ကိုလယ်ပင်ရှေ့ပိုင်းနဲ့လယ်ခုပ်အနောက်ပိုင်းဆိုပြီးတော့နှစ်ခုခွဲမယ်အခုမေးစီအောက်ကစပြီးတော့လယ်ပင်ရဲ့အရှေ့ပိုင်းတစ်ခုလုံးကိုကြည့်ပေးပါလယ်ပင်ရဲ့အနောက်ဘက်လယ်ကုပ်တစ်ခုလုံးကိုကြည့်ပေးပါအခုဥကောင်းတစ်ခုလုံးနဲ့လယ်ပင်အထိကိုကြည့်ပြီးခဲ့သမျှနေရာအလုံးကိုခြုံပြီးတော့တည်နေပြီးပါဥကောင်းနဲ့လယ်ပင်ကိုခြုံပြီးတော့တည်နေပါကြည့်နေပါညာဘက်ပခုံးအပိုင်းကိုတည်ပေးပါကြည့်နေပေးပါဒီအချိန်မှာဘာဖြစ်တယ်လဲဆိုရင်ဥကောင်းကနေခြေထောက်ထိကိုတစ်ခွက်ချင်းဆင်းတော့မယ်ဆိုတဲ့ဟာကိုကြိုးသိတာမျိုးရှိလာတယ်ဖိတ်မရှိသလိုလိုရှိနေရတာကနေရုံထွက်ခြင်းသလိုထွက်ပြေးခြင်းသလိုဖြစ်လာတယ်
ဘယ်လိုပဲဖြစ်ဖြစ်ကိုကခြေထောက်အထိကိုပြီးတဲ့အထိကြည့်မယ်လို့ဆုံးဖြတ်ပြီးသားဖြစ်တယ်ဆိုတာကိုပြန်သတိရပါဘဝတစ်လျှောက်လုံးစိတ်အလိုလိုက်ပြီးတော့စိတ်ရဲ့အနှင်တိုင်းနေခဲ့တာတွေများပြီအခုကိုယ်ခန္ဓာကိုကောင်းစွာတစ်ခွက်ချင်းစောင့်ကြည့်ခြင်းအဲ့ဒီနီလန်းနဲ့ကိုယ့်ရဲ့စိတ်ကိုဒီအချိန်လေးမှာတော့စူးစမ်းပြီးတော့တည်တည်ကြကြလေး anchoring ကြောက်စိုးလေးချပြီးတော့တည်တည်ကြကြသိနေမယ်အဲ့လိုတွေးပါဘယ်ဘက်ပခုံးကိုကြည့်ပါညီးငွေ့လာတဲ့စိတ်မလှုပ်ချင်သလိုဖြစ်လာတာမျိုးဖက်ခနဲပေါ်လာတဲ့အတွေးတွေအဲ့ဓာတွေကိုပါသိနေပေးလိုက်ညီးငွေ့တယ်ဆိုတာပါသိနေလိုက်ဘယ်ဘက်ပခုံးကိုလည်းသိနေလိုက်ညာဘက်လက်မောင်းရင်းကနေတထောင်စစ်ထိညာဘက်လက်ရဲ့အပေါ်ပိုင်းတစ်ခုလုံးကိုသိပေးပါကြည့်နေပါဘယ်ဘက်လက်ရဲ့လက်မောင်းရင်းကနေတထောင်စစ်အထိဘယ်ဘက်လက်အပေါ်ပိုင်းတစ်ခုလုံးကိုသိပေးပါကြည့်နေပါလေရှူတာထုတ်တာကိုတက်တောင့်တတဖြစ်ဆုံးလေးရှူသွင်းရှူထုတ်လုပ်ရင်းနဲ့ဘယ်ဘက်လက်မောင်းလေးကိုဒီတိုင်းလေးပဲထိုင်ကြည့်နေတယ်ပြီးချင်စိတ်လည်းမရှိဘူးဘာတွေပေါ်လာမှလည်းသိချင်စိတ်လည်းမရှိဘူးဒါလေးကိုကြည့်ရမှာမို့လို့ထိုင်ကြည့်နေတယ်
ညာဘက်တထောင်စစ်အောက်ပိုင်းလက်ချောင်းလေးတွေအထိညာဘက်လက်ရဲ့အောက်ပိုင်းတစ်ချက်လုံးကိုကြည့်ပေးပါသိပေးပါဖိတ်ကိုဆုံးထိလျှော့ပြီးတော့ကြည့်ပါလောနေရဲ့ခံစားချက်တွေပေါ်နေသေးရဆိုရင်လည်းအဲ့ဒီအရာလေးတွေကိုပါသိမယ်ညာဘက်လက်အောက်ပိုင်းလေးကိုဆက်ကြည့်နေမယ်ဘယ်ဘက်လက်တထောင်စစ်တထောင်စစ်ကနေလက်လက်ချောင်းလေးတွေအထိဘယ်ဘက်လက်အောက်ပိုင်းတစ်ခုလုံးကိုကြည့်ပါကိုခန္ဓာရဲ့အရှိတ်ဘက်ခြမ်းကိုစကြည့်ပါမယ်ညာတစ်ချမ်းဘေတစ်ချမ်းတစ်ချမ်းချမ်းပါမယ်လက်ဘေးရဲ့အောက်ခြေကောလာပုံအခုနောက်ကလက်ဘင်းကိုကြည့်ခဲ့ပြီအဲ့ဒီလက်ဘင်းကိုကြည့်ခဲ့တဲ့နေရာရဲ့အောက်နာရင်ညွန့်ရိုးအဲ့ဒီကနေချက်အထိကိုငင်းချောင်းတစ်ချောင်းဆွဲလိုက်တယ်လို့မျိုးတက်တဲ့လေးတစ်ချမ်းချက်လိုက်ရင်ကိုယ်ခန္ဓာရဲ့ချက်အပေါ်ပိုင်းညာတစ်ချမ်းဘယ်တစ်ချမ်းနှစ်ချမ်းတွေ့ရလိမ့်မယ်ကိုယ်ခန္ဓာအပေါ်ဘက်ချက်ကနေပြီးတော့နယ်မြေ area သတ်မှတ်မယ်ချက်ရဲ့အပေါ်ပိုင်းလယ်ပင်ရဲ့အောက်ကိုယ်ခန္ဓာအရှိဘက်ညာဘက်တစ်ချမ်းလုံးကိုစကြည့်ပေးပါအရှိအနောက် area သတ်မှတ်ချက်ကတော့ဂျိုင်းရဲ့အောက်နေရာတစ်တဲ့ကိုငင်းချောင်းတစ်ချောင်းဆွဲထားတယ်လို့သတ်မှတ်လိုက်ရမယ်ချက်ရဲ့အပေါ်ပိုင်းလယ်ပင်ရဲ့အောက်ကိုယ်ခန္ဓာအရှိပိုင်းတစ်ခုလုံးကိုကြည့်ပေးပါညာဘက်ချင်း
ဘယ်ဘက်ချမ်းအရှေ့နဲ့အနောက်ကိုဂျိုင်းအောက်တက်ကနေပဲ area နယ်မြေသတ်မှတ်လိုက်ပါချဲ့ရဲ့အပေါ်ဘက်လယ်ပင်ရဲ့အောက်ကိုယ်ခန္ဓာရဲ့အရှေ့ဘက်ဘယ်ဘက်အချမ်းကိုကြည့်ပေးပါကိုယ်ခန္ဓာအရှေ့ဘက်ချဲ့ရဲ့အောက်ပိုင်းကိုကြည့်ကြရအောင်ချဲ့ရဲ့အောက်ကနေကိုယ်ထိုင်နေတဲ့အခုတင်ပန်းနဲ့ကြမ်းပြင်ထိတဲ့နေရာအထိကိုသိပေးမှာဖြစ်တယ်ချက်ကနေတင်ပန်းနဲ့ကြမ်းပြင်ထိတဲ့နေရာအထိကိုမြင်းချောင်းတစ်ချောင်းဆွဲချလိုက်ပြီးတော့ထက်ချမ်းချမ်းမယ်ညာတစ်ချမ်းဘယ်တစ်ချမ်းဖြစ်သွားမယ်ချက်ရဲ့အောက်ပိုင်းဝမ်းခေါင်းပိုင်းနဲ့ကိုယ်ခန္ဓာအောက်ပိုင်းတင်ပစုံရိုးနှစ်ခုကနေနယ်နိမိတ်သတ်မှတ်မယ်အခုကိုယ်ခန္ဓာအရှိဘက်ချက်ရဲ့အောက်ပိုင်းညာဘက်တစ်ချမ်းလုံးကိုကြည့်ပေးပါတင်ပစုံရဲ့ပေါင်ရင်းရဲ့ထိုင်နေတဲ့ကျမ်းပြင်ထိတဲ့နေရာရဲ့ချက်ရဲ့ကနယ်နိမိတ်သတ်မှတ်ထားတဲ့ area တွေဖြစ်မယ်အောက်ပိုင်းညာဘက်တစ်ချမ်းလုံးကြည့်ပေးပါချက်ရဲ့အောက်ပိုင်းကိုယ်ခန္ဓာအရှိဘက်ဘယ်ဘက်တစ်ချမ်းလုံးကိုကြည့်ပေးပါ
ကိုယ်ခန္ဓာအနောက်ဘက်ခြမ်းကိုကြည့်ကြမယ်လေကုပ်ရဲ့အောက်ကနေထိုင်နေတဲ့တင်ပါးနဲ့ကြမ်းပြင်ထိတဲ့နေရာအထိမြင်းချောင်းတစ်ချောင်းဆွဲချလိုက်မယ်ညာတစ်ချမ်းဘယ်တစ်ချမ်းဖြစ်သွားမယ်လေကုပ်ရဲ့အောက်ကနေတင်ပါးထိုင်တဲ့နေရာအထိကြောချမ်းတစ်ချမ်းလုံးကိုမှညာဘက်အချမ်းကိုအရင်ကြည့်ပေးပါဂျိုင်းအောက်ကနေနယ်မြေဧရိယာသတ်မှတ်မယ်လေကုပ်ရဲ့အောက်ကိုထိုင်နေတဲ့တင်ပါးချမ်းပြင်ထိတဲ့နေရာဂျိုင်းအောက်တက်မြင်းချောင်းတစ်ချောင်းညာဘက်တစ်ချမ်းလုံးကိုကြည့်ပေးပါနောက်ကျောညာဘက်တစ်ချမ်းလုံးပေါင်ရင်းဧရိယာကိုဖြတ်ပြီးတော့ပေါင်ရင်းအောက်ကိုကြည့်ကြမလို့သေးဘူးနောက်ကျောညာဘက်တစ်ချမ်းလုံးနောက်ကျောဘယ်ဘက်တစ်ချမ်းလုံးကိုကြည့်ပေးပါဒီအချိန်မှာကိုယ်ခန္ဓာညောင်းလာတာလှုပ်ချင်လာတာကိုယ်ခန္ဓာရဲ့ဝေဒနာတစ်ခုခုကိုသိမခံနိုင်တာအဲ့လိုတွေ့ကြုံနေနဲ့လည်းတွဲပြီးတော့တွေ့နေရနိုင်တယ်တတ်နိုင်သမျှသိခံဖြေလျှော့မယ်သိမခံချင်တဲ့စိတ်တူတလို့လေးဖြစ်တဲ့စိတ်တွေပါပေါ်ပေါက်နေနိုင်တယ်အဲ့ဒါလေးတွေကိုပါသိပေးမယ်အခုကိုယ်ခန္ဓာရဲ့နောက်ဘက်ကြောတစ်ချမ်းလုံးကိုကြည့်နေရဲစကြည့်ပါအခုပေါင်ရင်းကနေစပြီးတော့ဒူးကောင်းထီကိုကြည့်မှာဖြစ်တယ်အဲ့ဒီအချိန်မှာခုနတုန်းကကြံရိပ်ခဲ့တာကတင်ပါချမ်းဖြစ်တယ်ဒါကြောင့်မို့လို့ညာဘက်ပေါင်ဘယ်ဘက်ပေါင်ညာဘက်တင်ပါဘယ်ဘက်တင်ပါတစ်ချမ်းစီကြည့်မယ်အရင်ဆုံးညာဘက်တင်ပါကနေစပြီးတော့ဒူးကောင်းထိပေါင်တစ်ချောင်းလုံးကိုကြည့်ပါညာတင်ပါကနေပေါင်တစ်ချောင်းလုံးဒူးကောင်းထိကိုကြည့်ပါကိုယ်ခန္ဓာနာကျင်မှုလေးတွေရွှေ့ပြောင်းခြင်းနေရာလေးတွေရှိနိုင်တယ်သိခံနိုင်သလောက်သိခံမယ်နာရာကျင်နာရဲ့ဝေဒနာလေးတွေကိုကြိုးစားပြီးတော့စိတ်လျှော့ပြီးတော့ကြည့်ပေးမယ်ဘလို့မှသိမခံနိုင်တော့ဘူးအနေအထားလေးပြင်ဆင်စိတ်ပေါ်လာပြီးပြင်မှလည်းရတော့မယ်လို့ကိုသဘောရတယ်ဆိုရင်တော့သိပြီးတော့ဖြည်းဖြည်းပြင်မယ်ဝေဒနာနဲ့တွဲရက်ဖြစ်ပေါ်နေတဲ့စိတ်ရဲ့ခံစားချက်တွေအတွေးတွေအကုန်လုံးကိုလိုက်သိပေးနေမယ်ဘာမှမဝေဖန်ဘူးဒီလိုဖြစ်တာကိုကြိုက်တယ်မကြိုက်ဘူးအဲ့လိုတွေဘာမှမဝေဖန်ဘူးအခုဆက်ကြည့်ပါညာဘက်တင်ပါကနေ
ပေါင်ဒူးကောင်းအထိကိုကြည့်ပါဘယ်ဘက်တင်မကနေပေါင်ဒူးကောင်းအထိကိုကြည့်ပေးပါဘယ်ဘက်တင်မမှဒူးကောင်းအထိဘယ်ဘက်တင်မဘယ်ဘက်ပေါင်ဘယ်ဘက်ဒူးကောင်းအထိကိုကြည့်ပေးပါညာဘက်ဒူးကောင်းကနေခြေမျက်စိအထိညာဘက်ခြေသလုံးတစ်ခုလုံးကိုကြည့်ပေးပါသိနေပေးပါဘယ်ဘက်ဒူးကောင်းကနေခြေမျက်စိအထိဘယ်ဘက်ခြေသလုံးတစ်ခုလုံးကိုကြည့်ပါသိနေပေးပါညာဘက်ခြေမျက်စိအောက်ပိုင်းတစ်ခုလုံးညာခြေဘဝညာခြေပမိုးညာဘက်ခြေဘဝတစ်ခုလုံးကိုကြည့်ပါသိနေပေးပါဒီဘဝကိုသိလိုက်ခြေပမိုးကိုသိလိုက်နဲ့သိချသိပါခြေချောင်းလေးတွေကိုပါသိပါ
ဘယ်ဘက်ခြေမျက်စိရဲ့အောက်ဘက်ဘယ်ဘက်ခြေဖမိုးဘယ်ဘက်ခြေပွားဘယ်ဘက်ခြေချောင်းလေးတွေအကုန်လုံးကိုသိပါခြေဖနှောက်လေးတွေဘယ်ဘက်ခြေပွားရဲ့အပေါ်ပိုင်းရောအောက်ပိုင်းရောဘယ်ဘက်ခြေပွားတစ်ခုလုံးကိုခြေချောင်းလေးတွေအပါအဝင်သိပါကြည့်နေပေးပါဦးခေါင်းရဲ့အောက်ပိုင်းလည်ပင်းရဲ့အောက်ပိုင်းကနေမှကိုယ်ခန္ဓာတစ်ခုလုံးကိုကြည့်ခဲ့ပြီးရဲ့ကိုယ်ခန္ဓာတစ်ခုလုံးကိုလည်ပင်းအောက်ပိုင်းကနေခြေထောက်ထိခြုံပြီးတော့အရှေ့ချမ်းရောအနောက်ချမ်းရောသိပေးပါအခုဦးခေါင်းရဲ့ငယ်ထိပ်ကနေခြေပြားလေးတွေအထိကိုယ်ခန္ဓာတစ်ခုလုံးကိုခြုံပြီးတော့အရှေ့ချမ်းရောအနောက်ချမ်းရောဘယ်ချမ်းရောညာချမ်းရောအလုံးကိုခြုံပြီးတော့သိပေးပါဦးခေါင်းငယ်ထိပ်ကနေခြေပြားအထိကိုသိပါအခုနှာသီးဝကိုပြန်သိပါလေရှုသွင်းလိုက်တိုင်းနှာသီးဝနေရာလေးမှာနှာခမ်းနဲ့နှာခေါင်းကြားတရိကယ်နေရာလေးမှာရှုသွင်းလိုက်တဲ့လေလေးကအေးပြီးတော့ဝင်လာတယ်ပြည့်ရှည်ရှုတက်တောင့်တက်တာရှုပါရှုတဲ့လေရဲ့အစရှုနေတဲ့လေရဲ့တောက်လျှောက်ရှုတဲ့လေရဲ့အဆုံးသိချသိပါရှုသွင်းတဲ့လေပြီးသွားရင်ခဏရပ်လိုက်တာကိုသိမယ်ရှုထုတ်တာရဲ့အစရှုထုတ်နေစဉ်တစ်လျှောက်လုံးလေရှုထုတ်တာပြီးသွားတဲ့အချိန်လေးကိုသိပါပြီးရင်ပြန်ရှုသွင်းမယ်ပြီးရင်ပြန်ရှုထုတ်မယ်အခုအဲ့ဒါလေးကိုပြန်သိနေပြီးပါလုံးဝအဆုံးထိလျှော့ချတာအရာအလုံးကိုလွတ်ချတာပါဒီဝင်တာလေးထွက်တာလေးကိုကြည့်နေတယ်
လုပ်ဆရာရှိတာကိုတက်တောင့်တက်တာအေးအေးချမ်းချမ်းနဲ့လုပ်နေတယ်တင်းမာမှုတွေအကုန်လုံးတီးမခံနိုင်တာတွေအကုန်လုံးကိုလုံးဝရှော့ချထားပြီးလေဝင်လေထွက်ကိုပဲတည်နေပါလက်ထဲကကြောက်တုံးလေးကိုပြန်တိမယ်ကြောက်တုံးလေးမကင်ထားမိဘူးဆိုတဲ့သူတွေကလည်းနှာသီးဝါလေးကိုပဲတိမယ်အခုနှာသီးဝါတက်ရှုခြင်းနဲ့ကိုယ်ခန္ဓာတစ်ခုလုံးကိုသိခြင်း meditation ပြီးပါပြီဒီ meditation တစ်လျှောက်လုံးမှာကျမတို့တွေဘာကိုမှပြုပြင်ဖို့မကြိုးစားဘဲနဲ့သူ့လိုဖြစ်နေရလေးတွေကိုပဲလက်ခံပေးပြီးတော့ကောင်းစွာသိခံစောင့်ကြည့်ခြင်းသိခံပြီးတော့စောင့်ကြည့်ခဲ့ကြတာဖြစ်တယ်ကိုယ်စီမှာရှိနေတဲ့ဖြစ်နေရလေးတွေပြက်နေရလေးတွေကိုအရှိကိုအရှိတိုင်းလေးပဲစောင့်ကြည့်ခဲ့ကြတာဖြစ်တယ်တင်ပါနဲ့ကြမ်းပြင်ထိတာလေးကိုသိမယ်အခန်းထဲကကြားနေရတဲ့အတန်လေးတွေကိုသိမယ်လက်ပြားလေးတွေကိုအตาရလုပ်မယ်မျက်လုံးဖြည်းဖြည်းဖွင့်ပြီးတော့ meditation ကိုပြီးဆုံးလို့ရပါပြီကျေးဇူးတင်ပါတယ်